Hello, YouTube မှာရှိကြတဲ့ခုနှစ်သားသမီးချစ်မိတ်ဆွေအခုမှညီကောင်မနာမတွေအားလုံးပဲကိုနိုင်အောင်အပြည့်ဝရနေတဲ့ view တွေတဦးတယောက်ချင်းစီတိုင်းတဦးတယောက်ချင်းစီတိုင်းအားလုံးပဲကျမ်းမာကြပါစေချမ်းသာကြပါစေလူရဆန္ဒတွေတလုံးတော့ပြည့်စုံသောနေလေးတွေကိုအားလုံးပဲပိုင်ဆိုင်နိုင်ပါစေလို့ကျွန်တော်ဘက်ကနေပြီးတော့ဆုံးမကောင်းလေးတောင်းပေးလိုက်ပါတယ်မိတ်ဆွေများအားလုံးပဲကျွန်တော်ဒီ video ပိုင်း like ကလေးကဘာတွေကိုအဓိကရည်ညွှန်းမလဲဘာတွေကိုအဓိကပြောမလဲဆိုရင်ကျွန်တော်တို့ဒီတစ်ပတ်မှာဗုဒ္ဓဘူးကြာတာပရိတောက်ကြ3ရက်တိတိကျွန်တော်တို့ဖောင်းလာတာနော်ခဏဒီကျွန်တော်3ရက်တိတိဖောင်းထားတယ်ဒီ3ရက်တိတိဖောင်းထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တဲ့တနင်္လာနဲ့အင်္ဂါ2ရက်ပဲကစားမယ်2ရက်မှာ4ချိန်စီရဒီ4ချိန်မှာမိတ်ဆွေများအားလုံးဘက်ကအမျက်ကိုတီးတက်လိုချင်ပါတယ်တစ်ချိန်စီရတိုင်းပေါက်ချင်တယ်ဆိုရင်ဒီဗီဒီယိုပိုင်းလိုင်းကလေးကိုအဲ့ပေါက်ချင်တဲ့လူတွေအားလုံးကြည့်ပေးဗီဒီယိုပိုင်းလေးကိုလိုက်လက်မလေးမနှိပ်ရသေးဘူးဆိုနှိပ်ပေးပါ channel ကို subscribe မနှိပ်ရသေးဘူးဆိုရင်အားလုံးဘက်ကနေကူညီပြီးတော့ subscribe လေးနှိပ်ပေးပါကဲအခုလောဆယ်အနေနဲ့မိတ်ဆွေများအားလုံးပဲကျွန်တော်တို့တောက်ကြနေနောက်ဆုံးအပိတ်နေ့မှာ9-1ဆိုတဲ့ကဏ္ဍနော်9-1ဆိုတဲ့ကဏ္ဍထွက်ပြီဆိုရင်တဲ့ကျွန်တော်တို့နောက်တစ်ပတ်တနင်္လာနေ့12:10မိနစ်ဈေးမှာ formula စိုက်ရလုံးဝ formula ကလင်နာစိုက်ကြတကွာကောင်းကဏ္ဍလေးကိုမိတ်ဆွေများအားလုံးဘက်ကနေရရှိပိုင်ဆိုင်သွားမှာဖြစ်ပါတယ်တဲ့ဒါကြောင့်မလို့ဒီဗီဒီယိုပိုင်း like ကိုကြည့်လိုက်တာအကူမရအောင်လို့အကျိုးမရဘူးကျွန်တော်ဗီဒီယိုပိုင်း like တွေဒီကျွန်တော်တို့9မိနစ်6မိနစ်ဝန်းကျင်ဗီဒီယိုပိုင်း like ကလေးတွေပဲဖြစ်တယ်နော်အဲ့အတွက်ကြောင့်မလို့အခုတနင်္လာနဲ့အင်္ဂါ2ရက်ဖွင့်တယ်2ရက်မှာကျွန်တော်တို့ကတရက်ကိုအနည်းဆုံးတစ်ချိန်ထိမိမိလေးပေါက်ကွက်ကလေးတကောကောင်းကနန်းလေးနဲ့ထိမိမိလေးရတာပေါက်တာကိုပို့ပြီးတော့မိတ်ဆွေများအားလုံးကိုပေးချင်တယ်နော်ပို့ပြီးတော့ရတာပေါက်တာလေးတွေအားလုံးကိုမြင်ရစေခြင်းနဲ့တွေ့ရစေခြင်းနဲ့ဗျာအဲ့ဒါကြောင့်မလို့ချစ်ကိုချင်းမရဲ့အားလုံးဘက်ကနေပြီးတော့ကဏ္ဍကောင်းလေးကိုလိုချင်တယ်ဆိုရင်ကိုတိုင်ကလည်းထိုးရဲဖို့တော့လိုအပ်မယ်ဗျထိုးရဲဖို့တော့လိုအပ်မယ်မနက်ဖြန်မှာ7:10မိနစ်စီကစပြီးတော့ကျွန်တော်ဒိုင်ခွဲကစ်မယ်ကျွန်တော်တင်ပေးတာတော့ကျွန်တော်တနေကုန်စာစီအတွက်တင်ပေးမှာပဲနော်7:10မိနစ်စီမှာအထူးမိန်းအနေနဲ့စော့မယ်နှစ်စားတင်ပြီးမိန်းတင်ပြီးတော့စော့မယ်တကယ်လို့မတော်တဆ7:10မိနစ်စီမှာမကြခဲ့ဘူးဆိုရင်4:30စီမှာနှစ်စားတင်ပြီးကစားမယ်ဟုတ်ပြီလားမနက်ပိုင်းထိုးကြည့်တဲ့နှစ်စားကိုတင်ပြီးတော့ကစားမယ်ဒီကဏ္ဍလေးတွေကိုဟုတ်ပြီဒါဆိုကျွန်တော်စကားလေးတွေကိုကျွန်တော်တို့သွားမနေတော့ပဲအလုံးနဲ့ပဲတက်တည်ပြကြရအောင်မိတ်ဆွေများအားလုံးပဲနော်ကျွန်တော်မနက်ဖြန်တနင်္လာနေ့တနေကုန်စာအတွက်ကျွန်တော်အကြိုက်ဆုံးဝမ်းချင်းမဲ့ပတ်တီးလေးကိုညီကိုမိတ်ဆွေများအားလုံးဘက်ကမှတ်ထားပေးပါကျွန်တော်အကြိုက်ဆုံးဝမ်းချင်းမဲ့ပတ်တီးလေးကတော့အကူမတွေအားလုံးပဲ28ရက်12လ2025တနင်္လာနေ့7:00ကျွန်တော်တနေကုန်စာစီဟာအတွက်ကျွန်တော်အကြိုက်ဆုံးဝမ်းချင်းမဲ့ပတ်တီးဒီ8ပိုင်8ပတ်တီး1ပိုင်1ပတ်တီးဖြစ်ပါတယ်8ပိုင်8ပတ်တီး1ပိုင်1ပတ်တီးပါ8ကြိုက်နဲ့တက်တဲ့မိတ်ဆွေညီကိုမောင်နှမတွေ8ကိုပတ်လို့ရပါတယ်1ကြိုက်နဲ့တက်တဲ့မိတ်ဆွေအကူမညီကိုမောင်နှမတွေအားလုံးပဲ1ကိုပတ်လို့ရပါတယ်8ကိုကြရင်8ကိုပတ်ပါ1ကိုကြရင်1ကိုပတ်ပါရှင်းနဲ့ပတ်သက်လို့မိတ်ဆွေများအားလုံးပဲအထူးမိန်၄ခွက်ပဲရှိတယ်ထိုးမယ်ဆိုရှင်းနဲ့ပတ်သက်ရင်မိန်တွေထိုးရမှာရှင်းနဲ့ပတ်သက်ရင်ထိုးရမယ်အထူးမိန်ကဏ္ဍလေးကိုပြောပြပါမယ်မှတ်ပေးပါရှင်းနဲ့ပတ်သက်ရင်ထိုးရမယ်အထူးမိန်ကဏ္ဍလေးတွေဒီကျွန်တော်တို့85 83 80 88 85 83 80 88နော်ဒီကဏ္ဍလေးတွေပဲထိုးမယ်85 83 80 88ဒီကဏ္ဍလေးတွေပဲမိတ်ဆွေများအားလုံးပဲအထူးမိန်နေနဲ့ထိုးမယ်ကျွန်တော်တို့တင်းတဲ့ပတ်သက်ရင်ထိုးရမယ်အထူးမိန်ကဏ္ဍ၄ခွက်ပဲရှိတယ်15 13 10 18ဒါလုံးဝအထူးမိန်၄ခွက်တင်းတဲ့ပတ်သက်ရှစ်တဲ့ပတ်သက်အထူးမိန်၄ခွက်ရှိတယ်ကိုကြိုက်တဲ့ဟာကိုမိန်တင်ပြီးတော့ထားကစားကိုကြိုက်တဲ့ဟာကိုမိန်တင်ပြီးအော်ပြီးတော့ထိုးကစားဟုတ်ပြီနော်ဒါဆိုရင်မနက်ဘက်ကတနေကုန်စာအတွက်ကျွန်တော်အကြိုက်ဆုံးအကျွေးကြေပတ်တီးတစ်လုံးတနင်္လာနေ့မှာရွေးပေးမယ်ဒါငကိုပုံမှန်တိုင်းလည်းရွေးပေးနေကြပါပဲလူသစ်မိတ်ဆွေတွေအားလုံးကမသိတာနေပါပါကျွန်တော်တနေကုန်စာဇာတ်တွေကိုအကျွေးကြေပတ်တီးတစ်လုံးမထွက်တဲ့ရက်တရက်မှမရှိဘူးဗျာနော်အမြင်နဲ့အောင်မြင်ပါတယ်အခုလဲကျွန်တော်တနင်္လာနေ့မှာ28ရက်နေ့တနင်္လာနေ့မှာကျွန်တော်အကြိုက်ဆုံးအကျွေးကြေပတ်တီးတစ်လုံးနဲ့ကျွန်တော်ထုတ်ပေးရမယ်ဆိုကျွန်တော်ကတော့ရှစ်တစ်လုံးနဲ့ကိုကြိုက်တယ်မိတ်ဆွေများအားလုံးကတကွာကောင်းထိုးမယ်ဆိုရင်တော့ရှစ်3နော်ရှစ်3ဆိုတဲ့ပါဝါကိုထိုးပါနော်တကွာကောင်းထိုးကြည့်တယ်ဆိုရင်ရှစ်3ဆိုတဲ့ပါဝါတကွာထဲကိုထိုးရှစ်ကိုတနေကုန်စာဇာတ်မှာပတ်ပါနော်တနေကုန်စာဇာတ်မှာပတ်ပါအားအကောင်းဆုံးຢာတွေနဲ့အဓိကမိန်ထိုးရမယ်ကစားရမယ်အရာတွေကိုပဲကျွန်တော်ဘက်ကရည်ညွှန်းပြီးပြောပြပေးနေတာပါဒါသည်ကျွန်တော်တနေကုန်စာဇာတ်အတွက်မိတ်ဆွေများအားလုံးပဲမဖြစ်မနေတည်ထားတဲ့ကဏ္ဍအားလုံးပဲရစေခြင်းလို့ပေါက်စေခြင်းလို့လာတင်ပေးတာဖြစ်ပါတယ်အပန်းမကြည့်ဘူးဆိုရင်
channel လေးကို like and subscribe လေးတွေနှိပ်ပြီးတဦးတယောက်မှချက်ကူညီပေးလို့ရပါတယ်ဒါဆိုကျွန်တော်ဗီဒီယိုမှာ like လေးကိုကျွန်တော်ဒီမှာတစ်လောက်နဲ့ပဲရန်နာပြရစီအားလုံးပဲအသက်ရှူတဲ့ငွေတဲ့အကွေနဲ့အကူမတွေဖြစ်ပါစေမင်္ဂလာရှိသောနေ့လေးတွေကိုနေတိုင်းပိုက်ဆိုင်နိုင်တဲ့အကူမတွေအားလုံးပဲဖြစ်ပါစေเนาะအားလုံးဘာမှမအားလုံးချစ်ပါတယ်